ကဲဒီကနေ့မှာဆိုရင်တော့ကျွန်တော်တို့ဧပြီလ17ရက်နေ့မနက်အစောပိုင်း2နာရီဧပြီလ10ရက်နေ့ညနေပိုင်းပွဲစဉ်တစ်ပွဲဖြစ်တယ်ကျွန်တော်တို့ယူဘာလီကွာတာဖိုင်နယ်ရဲ့ဒါပွဲစဉ်တစ်ပွဲဖြစ်တယ်ဒါပထမအကြော့ဒါလိုင်ယွန်နဲ့မန်ချက်စတာယူနိုက်တက်တို့ပွဲစဉ်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီပွဲစဉ်မှာကျွန်တော်တို့ဖြစ်လာနိုင်တဲ့အခြေအနေနဲ့ပြီးတော့ပွဲချုပ်သုံးသက်ချက်အနေနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကဲတော့လိုင်ယွန်အနေနဲ့ဆိုရင်လည်းအခုလက်ရှိဒီယာဒီမှာဒါပြင်သစ်လီဂူဒါအမှတ်ပေးစရာမှာကြီးလိုက်မယ်ဆိုရင်လည်း1 to 5အနေထားမှာရှိရဆိုတော့ Lion အနေနဲ့ဒီယာဒီမှာဆိုရင်အဲ့လောက်ကြီးအခြေအနေစိုးတဲ့အထဲမှာမပါဘူးလို့ပြောလို့ရတယ်။နောက်ပြီးတော့ဒီတိုက်စစ်ပိုင်းနဲ့ပတ်သက်ပြီးတော့ကြည့်ရမယ်ဆိုရင် United ထက်စာရင် Lion အသင်းရဲ့တိုက်စစ်ပိုင်းကကျွန်တော်တို့ဒါသွင်းဂိုးတွေပို့ပြီးတော့ရနေတဲ့အနေထားရှိရလို့တော့ပြောလို့ရတယ်။ဒါပေမဲ့ကျွန်တော်တို့ဒါ Manchester United အနေနဲ့ဆိုရင်လည်းဒါ Premier League ပွဲစဉ်တွေမှာထက်စာရင်ဒီ Europa League ပွဲစဉ်တွေကို Ruben Amorim အနေနဲ့ဆိုရင်လည်းပို့ပြီးတော့ဒါအာရုံစိုက်ပြီးတော့ဒါရှင်ပြိုင်လာခဲ့တဲ့ဒါရှိရပွဲစဉ်တွေလည်းအများကြီးရှိခဲ့တဲ့အတွက်ကြောင့်မို့ဒီပွဲစဉ်မှာဆိုရင်လည်းဒါ Ruben Amorim အနေနဲ့ဆိုရင်လည်း Lion နိုင်ဖို့အတွက်အကောင်းဆုံးဒါပြင်ဆင်လာမယ်လို့တော့ကျွန်တော်တို့ထင်တယ်။ United အနေနဲ့ဆိုရင်လည်းကျွန်တော်ဒီ Lion နဲ့မကစားခင်ဒါရှိရ Premier League ပွဲစဉ်တစ်ပွဲအဖြစ် Manchester City နဲ့ဒါဒါဘီပွဲစဉ်အဖြစ်အိမ်ခွင်းမှာဒါရှင်ပြိုင်ပြီးတော့ဒါကစားခဲ့ရတဲ့ပွဲစဉ်တစ်ပွဲတော့ရှိတယ်။အဲပွဲစဉ်မှာဆိုရင်တော့ United အနေနဲ့ဒါ Man City လိုအသင်းမျိုးကိုဒါအိမ်ခွင်းမှာဒါဇီးဆိုပြီးတော့ခံကစားနိုင်ခဲ့တဲ့အခြေအနေကတော့ဒါတော်တော်လေးပုံစံကောင်းတယ်လို့ပြောလို့ရတယ်။ Lion အနေနဲ့ဆိုရင်လည်းအခုနောက်ဆုံးရှင်ပြိုင်ခဲ့ကြတဲ့ဒီ Line နဲ့ပွဲစဉ်မှာဆိုရင်တော့ 2-1 ဆိုတဲ့ရလဒ်နဲ့တော့ဒါအနိုင်ရတာကိုတော့တွေ့ရတယ်။ Lion အသင်းရဲ့အခုနောက်ဆုံးရှင်ပြိုင်ခဲ့ကြတဲ့ဒီနောက်ဆုံး5ပွဲဇက်တိုက်ကိုကြည့်လိုက်မယ်ဆိုရင်လည်းနောက်ဆုံး5ပွဲဇက်တိုက်မှာဂိုးမရထားတဲ့ပွဲစဉ်ဆိုတာတပွဲမှမရှိဘူး။ဒါပွဲစဉ်တိုင်းလိုမျိုးဒါ Lion အနေနဲ့ဂိုးရထားရတွေ့ရတယ်ဆိုတော့ Lion အသင်းရဲ့တိုက်စစ်ပန်းကိုတော့ United အနေနဲ့တေချာလေးဂူးဆိုင်ပြီးတော့ပြင်ဆင်သွားရမယ်ဒါပွဲစဉ်တစ်ခုလို့ပြောလို့ရတယ် United အသင်းဘက်ကိုကြည့်မယ်ဆိုရင် United ကဒီနောက်ဆုံးရှင်ပြိုင်ခဲ့ကြတဲ့ဒီနောက်ဆုံး5ပွဲမှာဆိုရင်2ပွဲပဲနိုင်ထားတယ်ကျွန်တော်2ပွဲတည်ကြထားပြီးတော့1ပွဲရှုံးနေထားတယ် Nottingham Forest ကို Nottingham Forest အိမ်ခွင်းမှာဒါ1ပွဲရှုံးနေထားတယ်ဆိုတော့ United အနေနဲ့ကျွန်တော်တို့အာမိုရင်ကလည်းကျွန်တော်တို့ဒါပြောထားတဲ့ရှေ့မှာစကားလည်းအများကြီးရှိပါဆိုတော့ United အနေနဲ့ဒီ Europa League ဖလားကိုရအောင်သူ့အနေနဲ့ဒါစူးစမ်းသွားမယ့်အခြေအနေရှိတယ်ဒီယာဒီမှာဆိုရင်လည်းဒါ Europa League ဖလားတစ်လုံးအတွက်ပဲသူတို့အနေနဲ့ဒေချာလီအားစိုက်ထားတယ်ဆိုတော့ United အနေနဲ့ဒီပထမဆုံးဒါကွာတာဖိုင်နယ်ရဲ့ပထမအကြော့ဒါလိုင်ယွန်ရဲ့အိမ်ခွင်းမှာသွားပြီးတော့ကစားမဲ့ပွဲစဉ်မှာဆိုရင်လည်း United အနေနဲ့ဒီခန်းစစ်ပိုင်းကိုပဲအဓိကထားပြီးတော့အာပြုကစားလာမဲ့ပွဲစဉ်တစ်ခုလို့တော့မြင်တယ်ဒီတိုက်စစ်ပိုင်းဆိုရင်လည်းကျွန်တော်တို့ဒါကောင်တာအတက်ဒါစောင့်ပြီးတော့ကစားမဲ့အခြေအနေပဲရှိရလို့တော့ကျွန်တော်တို့မြင်တယ်အဲ့တော့ United အနေနဲ့ဒီပွဲစဉ်မှာထွက်လာဖို့ဒါဖြစ်နိုင်ခြေအရှိဆုံး line up ကိုကြည့်မယ်ဆိုရင်တော့ United ရဲ့ဒါကွင်းလယ်ပိုင်းမှာဆိုရင်ကိုယ်မိုင်နုတောင်မှာပဲဒီပွဲစဉ်မှာပြန်ပြီးတော့ပါလာနိုင်ခြေရှိရလို့တော့ကျွန်တော်တို့ထင်တယ်ဘာလို့ဆိုတော့ရှေ့ကကစားခဲ့တဲ့ဒီ Man City နဲ့ဒါဘီပွဲစဉ်ကလေးအတိုင်းပဲကိုယ်မိုင်နူးပြန်ပြီးတော့ပါမယ်ဆိုပြီးသတင်းတွေတော်တော်လေးထွက်ခဲ့တယ်ဆိုပေမဲ့အဲပွဲစဉ်မှာမပါဝင်မဲနဲ့ဒီပွဲစဉ်မှာတော့ဒါသုံးလာမလားဆိုတော့တစ်ချက်ကြည့်ရမှာပေါ့နော်အဲ့တော့ United အနေနဲ့ဒီပွဲစဉ်မှာဒါကိုသမားနေရာမှာဆိုရင်တော့အပြောင်းအလဲမရှိ Onana နဲ့ပဲဒါပွဲထက်လာဖို့ရှိတယ်နောက်တန်းပိုင်းမှာကြည့်မယ်ဆိုရင်တော့နောက်တန်းပိုင်းမှာကဒီလစ်က injury ဖြစ်နေတယ်နောက်ပြီးတော့ Eden Heaven လည်း injury ဖြစ်နေတယ်ကျန်တာဆိုလို့လင်ဒီလောရှိမယ်ကျွန်တော်ဒါမာဇာဝါရီမကွာယာလင်နီယိုလိုရှိသေးတယ်ဆိုတော့ကျွန်တော်ဒါဟယ်ရီမကွာယာမာဇာဝါရီလင်နီယိုလိုဆိုပြီးတော့ first line နဲ့အနေနဲ့ပဲဒါပွဲထွက်လာဖို့ရှိရလို့ကျွန်တော်မြင်တယ်ဒုတိယပိုင်းလောက်မှပဲဒါဟယ်ရီမကွာယာနဲ့လင်ဒီလောနဲ့ဒါလူစားလဲလဲအပြောင်းလဲလုပ်ပြီးတော့အသုံးမဲ့အခြေအနေရှိရလို့ကျွန်တော်မြင်တယ်အဲ့တော့ကွင်းလယ်ပိုင်းမှာကြည့်မယ်ဆိုရင်လည်းကွင်းလယ်ပိုင်းမှာက Bruno Fernandes ရှိတယ်မစ်ဆင်မောင်လည်းပြန်ကောင်းပြီ Casemiro Eriksen Ugarte ကိုယ်မိုင်နူးလည်းကျွန်တော်ဒါထည့်ပြီးတော့တွက်ရမယ့်အခြေအနေရှိရဆိုတော့ကွင်းလယ်ပိုင်းမှာကအများကြီးသုံးလို့ရရဆိုတော့ Bruno Fernandes ကိုနေရိုနံပါတ်10နေရာမှာထားပြီးတော့ပွဲထုတ်လာမလားဒါမှမဟုတ်နေရိုနံပါတ်10နေရာမှာကျွန်တော်ဒါ Zessi နဲ့ Garnacho ပဲထားပြီးတော့အထောင်တိုက်စစ်နေရာမှာဆိုရင်တော့ Mason Whiteland နဲ့ပဲထွက်လာမလားဒါမှမဟုတ်တိုက်စစ်ပိုင်းမှာကျွန်တော်တို့ Zessi နဲ့ပွဲထွက်လာပြီးတော့နေရိုနံပါတ်10နေရာမှာဆိုရင်တော့ကိုယ်မိုင်နူးပြန်ပြီးတော့တက်တာလာမယ်ဆိုရင်တော့ကိုယ်မိုင်နူးနဲ့လည်းညှက်ပြီးတော့သုံးလို့ရတဲ့အခြေအနေဆိုတော့ United အသင်းဘက်ကတော့အခုလက်ရှိဒီ Lion နဲ့ကစားမဲ့ပွဲစဉ်အခြေအနေနေထားမှာဆိုရင်တော့လူစင်းပိုင်းကတော့ United ကတော့တာရလို့တော့ကျွန်တော်တို့မြင်တယ်ဒါပေမဲ့အခုကစားမှာ Lion ရဲ့ဒါအိမ်ခွင်းမှာသွားပြီးတော့ကစားရမယ်နောက်ပြီးတော့ Lion အနေနဲ့ဆိုရင်လည်းသွင်းဂိုးတွေကတောက်လျှောက်ရထားတဲ့အခြေအနေရှိရဆိုတော့ United ကိုတေချာပေါက်ဂိုးကတော့သွင်းမှာပါလို့ဆို United နောက်တန်းပိုင်းမှာလည်းအမြဲတမ်းအမားလေးတွေလွယ်လွယ်ချော်ချော်လေးတွေရှိနေတတ်တဲ့အခြေအနေရှိရတော့ဒီပွဲစဉ်မှာ Manchester United အနေနဲ့ Lion အနည်းဆုံး1ဂိုးလောက်တော့ခွင့်ပြုရမယ့်အခြေအနေရှိရလို့တော့မြင်တယ်ဒါပေမဲ့ United အနေနဲ့ဆိုရင်လည်းအဝေးကွင်းကစားပုံကအိမ်ကွင်းကစားပုံတဲ့ဆိုင်အဝေးကွင်းကစားပုံကပို့ပြီးတော့ကောင်းတဲ့အခြေအနေရှိရဆိုတော့ United အနေနဲ့ဒီပွဲစဉ်မှာ Lion အသင်းကိုဒါအနိုင်ကစားသွားမလားပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီပွဲစဉ်မှာ United ကိုပို့ပြီးတော့ကြိုက်တယ် Lion အသင်းရဲ့တိုက်စစ်ပိုင်းကအားကောင်းတယ်ဆိုပေမဲ့လည်း United အနေနဲ့ဝေးကွင်းပွဲစဉ်တွေမှာဆိုရင်အင်ကွင်းဖောင်ထက်ပို့ပြီးတော့ကောင်းတဲ့အခြေအနေရှိတယ်လို့နောက်ပြီးတော့ဒီ Europa League ပြိုင်ပွဲတစ်လျှောက်မှာဆိုရင်လည်း United အနေနဲ့အဝေးကွင်းပွဲစဉ်တွေကတော်တော်လေးလည်းရလက်ပိုင်းကောင်းမွန်လာတဲ့အခြေအနေရှိရဆိုတော့ဒီပွဲစဉ်မှာကျွန်တော်တို့ United ကိုကြိုက်တယ်နောက်ပြီးတော့နှစ်ဖက်သွင်းဂိုးတွေကတော့ဒီပွဲစဉ်မှာတေချာပေါက်မြင်ရမယ့်ပွဲစဉ်တစ်ပွဲဆိုတော့ကျွန်တော်တို့ United အနေနဲ့နိုင်သွားမယ်ဆိုရင်တော့ 1-2 လောက်
အနေထားနဲ့ပဲကျွန်တော်တို့ Lion အသင်းကိုအနိုင်ရရှိသွားမယ်လို့တော့ကျွန်တော်တို့မြင်ပါတယ်အဲ့တော့ United ပရိသတ်တွေအနေနဲ့ဆိုရင်ရောကျွန်တော်တို့ဒီ April လ 17 ရက်နေ့မနက်အစောပိုင်းတနာရီခွဲမှာရှင်းမယ်ကစားမယ်ကျွန်တော်တို့ Lion နဲ့ Manchester United တို့ရဲ့Europa League Quarter Final ပထမအကျော့ပွဲစဉ်တွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးမြင်ကြလဲဒီပွဲစဉ်မှာဆိုရင်ရောကျွန်တော်တို့ United အနေနဲ့ Lion အသင်းကိုအနိုင်ရရှိသွားမလားဒါမှမဟုတ် Lion အသင်းကပဲManchester United ကိုအနိုင်ရရှိသွားမယ်လို့ထင်ကြလား comment မှာတစ်ချက်လောက်ဆွေးနွေးပေးသားကြပါဦးစောင့်ကြည့်ကြည့်ပေးကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ရဲ့ Facebook နဲ့ YouTube Channel ကိုလည်း like and subscribe လုပ်ပြီးတော့စောင့်ကြည့်ပေးနိုင်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်